တင်မောပေးတဲ့ပင်ကအဖိုးပင်ဖြစ်သလားအမပင်ဖြစ်သလားအဖိုးပင်ဖြစ်သွားမလားအမပင်ဖြစ်သွားမလားဆိုတာကအရင်အရေးကြီးရယ် right ကျွန်တော်တို့တင်မောဆိုင်ခင်တခင်မှာအမပင်ထက်အဖိုးပင်တွေအများကြီးစာစိုက်ထားလိုက်မိမယ်ဆိုရင်ကျွန်တော်တို့အတွက်ဘာတွေဖြစ်သွားမလဲဟုတ်ပါတယ်ကျွန်တော်တို့အဖိုးပင်ကအတိမသိပါဘူးအတိမသိတဲ့အတွက်ရောင်းစားလို့မရပါဘူးရောင်းစားလို့မရတဲ့အတွက်ကျွန်တော်တို့ဝင်ငွေမရဘူးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာကတ်ပြီးတော့မှပြောစရာရှိတာကတင်မောအဖိုးပင်ရဲ့ဖူးပွင့်ကလည်းရောင်းစားလို့ရတယ်မှန်ပါတယ်သူကနေလေလေးဒီလောက်စလုံးလောက်ရှိတဲ့အလုံးတစ်လေးတွေပေါ့နော်တင်မောဒီစားမရတဲ့တီလေးတွေတီးပါတယ်သူရဲ့ဒီ business values ကကို့မှာဖိုပွင့် market ရှိတယ်ဆိုရင်တော့တစ်မျိုးပေါ့ဗျာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတင်မောဒီတီးရောင်းမှုတို့ကဒါရည်ရွယ်ပြီးစိုက်ပျိုးထားတာဆိုရင်တော့ကျွန်တော်တို့ရဲ့လိုအပ်ချက်နဲ့မကိုက်ညီဘူးလို့ပဲအဓိကပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အမေးအများဆုံးမေးခွန်းတစ်ခုရှိတယ်တင်မောမျိုးစိတ်လို့မဟုတ်ပြိုးပင်ကအဖိုးပင်အမပင်ဘယ်လိုခွဲရမလဲဆိုတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာထပ်ပြီးတော့ပြောချင်ပါတယ်တင်မောမျိုးစိတ်ကိုကျွန်တော်တို့ဝယ်ပြီးတော့စိုက်ပျိုးတဲ့မျိုးစိတ်တွေက F1 မျိုးတွေဖြစ်ပါတယ်သူကအမမျိုးစိတ်လိန်စုံမျိုးစိတ်ဒီဟာတွေကိုပဲအဓိကအများဆုံးပါအောင်ထိန်းချုပ်ထားတဲ့စိုက်ပျိုးရေး environment မှာတည်တည်ချာချာမျိုးစိတ်ထုတ်ယူထားတာဖြစ်တဲ့အတွက်အဖိုးပင်လားအမပင်လားအဖိုးမျိုးစိတ်လားအမမျိုးစိတ်လားဆိုတာစဉ်းစားစရာမလိုပါဘူးကျွန်တော်တို့တန်းပြီးတော့ပြိုးထောင်ပြီးတော့စိုက်ပျိုးလို့ရပါတယ်ဖိုးပင်အမပင်ကိစ္စကိုအဓိကပြောနေတာကကျွန်တော်တို့ရဲ့ data မျိုးရင်းလို့ခေါ်တဲ့ဗမာမျိုးတွေပေါ့နော်ဒီဟာတွေအတွက်အဓိကအကျုံးဝင်မှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအဆင့်3ဆင့်ခွဲခြားနိုင်ပါတယ်မျိုးစိတ်မှာအဖိုးမခွဲခြင်းပြိုးပင်ဘဝမှာအဖိုးမခွဲခြင်းနဲ့ကျွန်တော်တို့နောက်ဆုံးအပင်ကြီးဘဝမှာအဖိုးမခွဲခြင်းဆိုပြီးတော့ရှိပါတယ်အဲ့တော့အလွယ်ဆုံးကစပြောအောင်ပါကျွန်တော်တို့အပင်ကြီးပေါ့နော်ဖူးပွင့်နေပြလာတဲ့အချိန်မှာအဖိုးမခွဲရတာကအားလုံးအတွက်ခက်ခဲတဲ့လုပ်တစ်ခုဖြစ်မယ်လို့ကျွန်တော်မထင်ဘူးဘာကြောင့်လဲဆိုတော့ဖိုးပွင့်အဖိုးပင်ဒီဟာတွေအားလုံးကခွဲခြားနိုင်တယ်ပေါ့နော်မျက်လုံးနဲ့ကြည့်ပြီးတော့ပဲအရင်လွယ်ကူပါတယ်ပုံမှန်အားဖြင့်ဆိုရင်လည်းကျွန်တော်တို့အပင်ကကြီးထွားလာစင်မှာအဖိုးပင်တွေကအမပင်တွေထပ်ပို့ပြီးတော့ကြီးထွားနှုန်းမြန်တယ်အရွက်တွေဖွဲ့စည်းပုံတွေကတန်မှန်အမပင်တွေထပ်ပို့ပြီးတော့ကြီးနေတဲ့ဒီတင်မောပင်ကဒီတက်တန်းကာလမှာဒီလောက်ဖွံ့ဖြိုးနေရမယ်ဆိုတဲ့ခံစားချက်တစ်ခုတော့ရှိတယ်ပေါ့နော်နောက်ဆုံးသေးကြတာကတော့သူပန်းပွင့်လာတဲ့အချိန်မှာကြည့်ပြီးတော့ခွဲကြတာကတော့အသေးချဆုံးနည်းဖြစ်ပါနောက်တစ်နည်းကတော့ကျွန်တော်တို့ပြိုးပင်ဘဝမှာအဖိုးပင်အမပင်ခွဲခြားနည်းဖြစ်ပါတယ်ဆိုတော့ဒါကနည်းနည်းအရေးကြီးပါတယ်ကျွန်တော်တို့စိုက်ခင်းတဲ့ကိုထည့်ပြီးမစိုက်ခင်ပြိုးပင်ဘဝမှာကလေးကအဖိုးပင်အမပင်ကျွန်တော်တို့ခွဲခြားနိုင်မယ်ဆိုရင်ကျွန်တော်တို့အတွက်ကောင်းကျိုးများစွာရှိနိုင်ပါတယ်ဒီအတွက်လည်းကျွန်တော်တို့ဒီစိုက်ပျိုးရေးပညာရှင်များစွာထောက်ခံတည်ပြုထားတဲ့နည်းစနစ်တစ်ခုကိုကျွန်တော်ဒီမှာအကြံပြုဆွေးနွေးခြင်းပါတယ် 100% လုံးဝမှန်တယ်လို့တော့ပြောလို့မရဘူးမှန်နိုင်ခြေများတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ပြိုးအိတ်တွေပြိုးဘန်းတွေမသုံးဘဲနဲ့ပြိုးပေါင်ရဲ့အောက်မှာကျွန်တော်တို့သွပ်ပြားခံပြီးတော့အပေါ်မှာပြိုးမြေကိုကျွန်တော်တို့ဖြည့်လိုက်ပါတယ်ဖြည့်ပြီးတော့အဲ့ထဲမှာကျွန်တော်တို့ပြိုးပင်ပေါက်တွေကိုပြိုးထောင်ရပါတယ်ချိန်ဒီရက်30နဲ့45ရက်ဝန်းကျင်မှာဒီပြိုးပင်တွေရဲ့အမြင့်တွေကကျွန်တော်တို့အောက်ကသွပ်ပြားကိုသွားပြီးတော့ထိတယ်ပေါ့ဗျာအဲ့တော့အမြင့်ကဖွံ့ဖြိုးမှုမြန်ပြီးတော့အောက်ကသွပ်ပြားကိုမြန်ထိမိတဲ့အခါမှာအပေါ်ကအဲ့ပြိုးပင်ကဖြည်းဖြည်းနဲ့ဝါလာတယ်ညှိုးလာတယ်ဆိုတဲ့လက္ခဏာတွေတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီပင်တွေကကျွန်တော်တို့အဖိုးပင်ဖြစ်တယ်လို့အကြမ်းမြင်ယူဆလို့ရပါတယ်ဆိုအပင်အများစုကအဲ့လိုဖြစ်နေတဲ့အချိန်မှာစိမ့်ပြီးတော့ကြံခဲ့တဲ့ပင်တွေကတော့အမြင့်ဖွံ့ဖြိုးမှုနှေးတယ်အမပင်ဖြစ်ဖို့အတွက်အခွင့်အရေးများတယ်လို့ယူဆတဲ့နည်းလမ်းဖြစ်ပါတယ်အဲ့အချိန်ကျတော့မှကျွန်တော်တို့အဲ့ထဲကပြိုးပင်ကိုကျွန်တော်တို့ယူပြီးတော့ပြိုးအိတ်ထဲမှာပြန်လဲပြီးတော့မွေးမြူပြီးတော့စိုက်ပျိုးရတဲ့နည်းလမ်းဖြစ်ပါတယ်ဆိုဒီနည်းလမ်းကလည်းအတိုင်းအတာတစ်ခုထိလုပ်ဖြစ်တာ哦နောက်ဆုံးတစ်နည်းကတော့ကျွန်တော်တို့မျိုးစေ့ကိုအဖိုးပင်အမပင်ဖြစ်နိုင်ခြေခွဲခြားတဲ့နည်းဖြစ်ပါတယ်ဆိုဒီနည်းလမ်းကလည်းတော်တော်ကိုအငင်းခုန်များတယ်ပေါ့နော်ဟိုလိုဆိုရင်တော့အဖိုးပင်ဖြစ်မယ်ဒီလိုဆိုရင်တော့အမပင်ဖြစ်မယ်ဆိုစသဖြင့်ကျွန်တော်တို့ဒီမှာယုံနှန်းစကားတွေအရင်များပါတယ်ကျွန်တော်ဒီမှာပြောမယ့်ဟာကတော့ကျွန်တော်လေးလာပူးတဲ့စာပေအတွေ့အကြုံနဲ့ကျွန်တော်ကိုယ်တိုင်စမ်းသပ်ဖူးတဲ့စိုက်ခင်းတွေကလက်တွေ့အတွေ့အကြုံတွေအမျှဝေပေးတာဖြစ်ပါတယ်ကိုတွာအကျိုးရှိတယ်ဆိုလို့ရှိရင်တော့ဒီနည်းလမ်းကိုယူသုံးပါကိုတွာအလုပ်မဖြစ်ဘူးဆိုလို့ရှိရင်လည်းပယ်ချလိုက်ပါကျွန်တော်ပစုံထဲမှာတော့ထိုင်ရင်းနေမှာမဟုတ်ပါဘူးတင်မောပင်မှာပင်မှဲ့နေတဲ့ကျွန်တော်တို့တင်မောသီးတစ်လုံးအလဲကောင်ကနေခွဲခြားလိုက်လို့ရှိရင်ကျွန်တော်တို့အထဲထဲမှာမျိုးစေ့တွေထွက်လာမယ်အဲ့မျိုးစေ့တွေကိုကျွန်တော်တို့ယူပြီးတော့ရေထဲကိုထည့်သူထဲမှာပါနေတဲ့အချွဲကြည့်တွေနဲ့အခြားညင်တွေကိုဖယ်ထုတ်လိုက်ကျွန်တော်တို့မျိုးစေ့တီးတမ်းပဲရမယ်ပိတ်စာအဖြူပေါ်ခင်းပြီးတော့တင်လိုက်အရန်သိတာတဲ့အယောင်ကာလာနှစ်ခုကိုခင်ဗျားတို့မြင်ရလိမ့်မယ်တစ်ခုကအဖြူရောင်အမေးပါပေါ့နော်ကျွန်တော်တို့ကြက်ဥငုံမှာပါတဲ့အဖြူရောင်အမေးပါလို့ဟာမျိုးလေးပါတယ်အဲ့ဒီမျိုးစေ့ရဲ့အနက်ရောင်ကနည်းနည်းလေးဖြူနေတယ်ဒီဟာကကျွန်တော်တို့သေးသေးချာချာအခြေယူပြီးတော့လေ့လာဆန်းစစ်ကြည့်လို့ရှိရင်ဒီကွဲပြားခြားနားမှုကိုသိပါလိမ့်မယ်နောက်ထပ်မျိုးစေ့တစ်ခုကကျတော့လုံးဝမဲနေတယ်ဒီလိုမျိုးဖြူနေတဲ့အမေးပါပါနေတဲ့လက္ခဏာမတွေ့ရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုသုံးသပ်လို့ရလဲဆိုတော့အဲ့လိုမျိုးအဖြူရောင်နည်းနည်းတန်းနေတဲ့မျိုးစေ့တွေဟာအဖို့မျိုးစေ့ဖြစ်မဲ့ဟာတွေလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ပို့ပြီးတော့မဲနဲ့နေတဲ့ဟာတွေကအမပင်ဖြစ်နိုင်ခြေများတဲ့မျိုးစေ့တွေလို့ကျွန်တော်ယူဆပါတယ်ဒီမျိုးစေ့ကိုအုပ်စုနှစ်ခုခွဲပြီးတော့ကျွန်တော်ပြိုးထောင်တယ်ပေါ့နော်ပြိုးထောင်ပြီးတော့စိုက်ခင်းထဲမှာလည်းကျွန်တော်စမ်းသပ်ကြည့်ဘူးတယ်ကျွန်တော်တို့တော့တကယ်အလုပ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်အဲ့တော့မိတ်ဆွေတို့လည်းမျိုးစေ့ကနေခွဲခြားခြင်း
တယ်ဆိုရင်တော့ဒီမျိုးစေ့ရဲ့အယောင်ကိုတိတိကျကျကြည့်ပြီးတော့မှခွဲခြားနိုင်ပါတယ်ဒါပေမဲ့ဒီနီးလန်းကလည်းကျွန်တော်တို့မျိုးစေ့အစိုးမှာပဲအသုံးဝင်တာဖြစ်ပါတယ်အဲ့တော့မျိုးစေ့6သွားပြီဆိုလို့ရှိရင်ဒီမျိုးစေ့ကနေပူလှမ်းလိုက်တယ်6သွားတယ်သူတို့ရဲ့အပြင်အယောင်တွေကကွဲပြားခြားနားမှုသိပ်ပြီးတော့မရှိတော့ဘူးเนาะအဲ့ဒီအနေထားမှာကျွန်တော်တို့ခွဲခြားဖို့ခက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနီးစနစ်ကိုသုံးမယ်ဆိုရင်တော့မျိုးစေ့အစိုးသင်္ဘောပင်ကနေပြီးတော့ပင်မဲ့အသီးကိုခွဲပြီးတော့လက်လက်ဆက်ဆက်ချက်ချင်းခွဲခြားရတယ်ဆိုတာကိုတော့တတိချက်စေချင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့မျိုးစေ့6ကိုဖိုမှခွဲချင်တယ်ဆိုရင်တော့ကျွန်တော်စောနာဒုတိယပြောခဲ့တဲ့အထူးပြုလုပ်ထားတဲ့ပြိုးပေါင်းအမြင့်၄လက်မရှိရမယ်အောက်မှာသွပြားခံပြီးတော့ပြိုးတဲ့နေရာတော့ပို့ပြီးတော့အသုံးဝင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဆွေးနွေးပေးခဲ့တဲ့အကြောင်းအရာကတော့တင်မောမျိုးစေ့တွေတင်မောပြိုးပင်တွေတင်မောပင်တွေကိုထိုးအမှဘယ်လိုခွဲရလဲဘယ်အချိန်တွေမှာတော့ဖိုပင်အမပင်ခွဲခြားဖို့လိုလဲဆိုတာကိုကျွန်တော်အသေးစိတ်ဆွေးနွေးပေးခဲ့တာဖြစ်ပါတယ်နောက်နေ့ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ရအောင်ပါ